စီစဉ်တော့ဘန်ကိုရဲ့ကွာကွက်တေရကွာစိတ်ဝင်စားဖို့ကောင်းတယ်ဒါကတော့သူဆွဲခဲ့တဲ့ပကြီးကအကြောင်းကွာ quest ဖြစ်နေလို့မှာကွာအဲ့ခါကျတော့သူပထမဆုံးရေးထားတာကွာသူပြောချင်တာခရစ်စမတ်ကိုလာဖို့မျှော်နေပြီပေါ့ကွာအဲ့လိုပုံစံပြောထားပါဒီစာထဲမှာကဲအဲ့ပြီးတော့ဒီပကြီးကားချက်အကြောင်းမျိုးမျိုးတွားခံစားရတော့မှာပေါ့ကွာ quest ဖြစ်နေလို့မှာဆိုတော့လေတွားကြတာပေါ့ပထမဆုံးအနေနဲ့ကတော့သူတို့ညီကိုနေရာအတွက်ကတော့မိဘတွေမရှိကြတော့ဘူးလို့ပြောမှာပေါ့အုတ်ကူလေးနဲ့ဆိုတော့လေလွန်ခဲ့တဲ့နှစ်လောက်ကငါတို့ညီကိုနှစ်ယောက်လမ်းလျှောက်ခဲ့တယ်ဆိုတာမင်းမှတ်မိလားလို့သူညီတော့ပြောပြတယ်။မာရီဟန်ဖော့ဆိုတာဘာလို့ဆိုတာလည်းမသိပေမဲ့သူတို့ရက်နေတဲ့တောင်ကုန်းကြီးလည်းဖြစ်နိုင်တယ်။အဲ့အချိန်မှာကွာသူတို့ညီကိုနှစ်ယောက်ကလာထွက်တာကိုကြည့်ရှုပြီးတော့ခံစားတယ်ပေါ့ကွာ။အဲ့အကြောင်းကိုသူကခုနစာလေးထဲမှာရေးထားသူညီကို။ကဲဒါလေးကတော့သူတက်ကြီးသွားအချိန်ပေါ့ကွာ။သူတက်ကြီးသွားအချိန်မှာတော့အရင်လိုသူတို့ညီကိုနှစ်ယောက်ကအတူတူမရှိနိုင်တော့ဘူး။သူ့လို့သူလို့ကိုလို့ကိုလို့ပေါ့ကွာအဲ့လိုပုံစံနှုတ်ဆက်ခြင်းမျိုးပြထားတဲ့သဘောလို့ပြောရမယ်ပေါ့နော်ဒါလေးကတော့သူချစ်တဲ့လူကိုသူမပြောပြနိုင်တဲ့ကျွန်တော်တို့လိုဘဝမျိုးလေးပေါ့ဗျာနောက်တစ်ခုကကျတော့ကိုပြောသမျှကိုလက်မခံနိုင်တဲ့ပတ်ဝန်းကျင်နဲ့တွေ့ရတာမျိုးပေါ့ကွာဒီတစ်ခုကကျတော့ကွာသူ့ရဲ့အမှုပညာကိုတိတ်ပြီးတော့လက်မခံကြဘူးပေါ့ကွာပြောရမယ်ဆိုရင်အဲ့ခင်တော့ that ဆိုတဲ့ပချီကားချက်တွေကတိတ်ခင်မစားတဲ့ချိန်လို့ပြောရမယ်ပေါ့အဲ့ဒါနဲ့ကွာဗန်ဂိုးက1883 1885ခုနှစ်ကြားရတဲ့မှာကွာသူကနယ်သာလန်နိုင်ငံရဲ့နူးနက်မြို့သူသွားခဲ့ပေါ့ကွာထုံးစံတိုင်းပေါ့ဗျာကျွန်တော်တို့ရဲ့ချစ်တော်ကြီးဗန်ဂိုးကတော့သူ့ညီရှိစာစရေးပေါ့ကွာပထမဆုံးအနေနဲ့ကတော့သူရမ်းပြောတယ်သူရမ်းစိတ်လှုပ်ရှားနေတဲ့ပကြီးပြန်ဆွဲခွင့်ရလို့လည်းဝမ်းသာပါတော့ဒါပေမဲ့သူဆိုရင်တော့ကွာဒီတစ်ခါဆွဲခွင့်ပကြီးကားပေါ့သူရမ်းဆိုရင်တဲ့အကြောင်းသူ့ညီရှိရေးခဲ့ပါတယ်အဲ့စာပို့အပြီးမှာတော့ကျွန်တော်တို့ကပကြီးကားချက်တဲ့ဝင်သွားတဲ့လူတစ်ယောက်လိုဖြစ်သွားပြီးတော့ဗျာဒီပကြီးကားချက်တဲ့လိုအပ်နေတဲ့အရာသူ့ရဲ့အတွေးခေါ်တွေကိုကိုကဆက်ပြီးတော့ quest လုပ်ရမယ့်ပုံစံမျိုးဖြစ်ပါတယ်အဲ့ခါကျတော့ကျွန်တော်ဆက်သွားကြတာပေါ့ဘာမှတော့မခဲရင်ပါဘူးနှစ်ချက်သုံးချက်អော်လိုက်မယ်ဆိုရင်ကိုသွားမယ့်နေရာလေးကိုအပြလေးနဲ့ပြတာဆိုဗျာအဲ့အဖြူဖြူကွက်လေးနားလေးသွားရုံပါပဲအဲ့ဒါပြီးမှတော့ဗျာကျွန်တော်တို့ရဲ့ဘန်ကိုကတော့သူအပင်တွေရဲ့ဗျာအသေးစိတ်ကိုလိုက်ကြည့်တယ်သူဆွဲမဲ့ပကြီးကားဆိုအတုံးလိုလို့ဖြစ်နိုင်တယ်ပေါ့ဗျာအဲ့ခါကျတော့သူလေ့လာတယ်လေ့လာပြီးတဲ့အခါမှာတော့ကျွန်တော်တို့က quest လေးကိုထပ်လုပ်ရမှာဖြစ်ပါတယ်စာဆက်ရေးတဲ့ထဲမှာကျတော့ဗျာလေသမားရဲ့ဘဝတောင်သူလေသမားရဲ့ဘဝအကြောင်းသူရေးခဲ့ပြီးတော့ပုံဖော်ခြင်းတယ်ပေါ့ကွာသူတို့ရဲ့ပုံတွေဆွဲခြင်းတယ်ပုံတွေဆွဲခြင်းတယ်ဆိုတော့သူတို့စိုက်ပျိုးထားတဲ့ခင်းလေးတွေတို့ပါတော့ကွာသူတို့လုံးမဲ့ဟာလေးတွေသူကဖော်ပြခြင်းတယ်ပေါ့ပကြီးကားချက်နဲ့သူတို့ရဲ့ဘဝတွေကွာအဲ့ချိန်မှာပဲသူဖော်ပြခြင်းတဲ့ပကြီးကားချက်အတွက်ဗျာကျွန်တော်တို့ကသွားပြီးတော့သူ့ရဲ့စိတ်ကူးတိုင်းကိုပေါင်းဆက်ပေးရမှာပေါ့ပြောရမယ်ဆိုရင်ပေါင်းဖက်တာကတော့သူမနဲ့ပေါ့ကွာမင်းတို့တော့မဟုတ်ဘူးပေါ့တခြားသူတွေပေါ့အဲ့ဒီ quest အပြီးမှာကျတော့ကွာသူဆက်ပြီးတော့စဉ်းစားတဲ့အကြောင်းနဲ့ပြန်ရောက်လာပြန်အောင်သူစဉ်းစားပြီးတော့သူညီစီစာပို့တော့မယ်ကွာအဲ့စာပို့တဲ့ထဲမှာသူပကြီးကားဆွဲဖို့ကအရန်ကွာတဘာဝဆန်တဲ့လက်တွေ့ကြဆွဲဖို့တည်မှန်သူသားဆွဲခြင်းတွေဒီပကြီးကားပေါ်ကြိုးစားအားထုတ်ခြင်းတယ်ကွာအဲ့ဟာကိုသူကြံမရှိတော့ဘူးသူဆက်လုပ်တင်လားဘာလားသူစဉ်းစားနေပေါ့ကွာဆွဲခြင်းတွေများပြီးတော့ကွာဝေခွဲများဖြစ်တဲ့ပုံစံမျိုးပြောချင်တာကွာအဲ့ချိန်မှာမင်းတို့ကထပ်ပြီးတော့ quest လေးကိုထပ်လုပ်အောင်ဖြစ်ပါတယ်ဒီ quest လေးမှာကျတော့မင်းတို့ကဒီရှေ့ကကောက်ရိုးပုံတွေအားလုံးဖျက်လျှောက်လိုက်မယ်ဆိုရင်ဘေးကအဝိုင်းလေးပြည့်သွားတာနဲ့နောက်ပြီးတော့ quest ရဲ့ကွာအဆက်ကိုဆက်လာပါလိမ့်မယ်ခုနဟာလေးလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ဘန်ကိုကတော့ပုံဆွဲနေတဲ့အကြောင်းကြည့်ရတော့မှဖြစ်ပါတယ်ပုံဆွဲတာအရန်နဲ့မတူတော့သတိထားမိကြမယ်ထင်တယ်မှောင်မိုက်မရှိဘဲနဲ့ကွာသူဆွဲမဲ့ပုံကွာလင်းလက်တောက်ပပြီးတော့အရင်နဲ့တစ်ခါမှမတူတဲ့ပုံစံမျိုးဆွဲမှာပါကဲကျွန်တော်တို့ဆက်လုပ်ရမယ့် quest လေးရကြတော့ကွာသူ့ရဲ့စာအိတ်လေးကိုယူပြီးတော့သူ့ညီရှိကိုကျွန်တော်တို့သွားပို့မှာဖြစ်ပါတယ်နောက်ပြီးကြတော့ပထမဆုံးထင်ခဲ့တဲ့ဗျာမိန်းကလေးအင်ကြီးပုံစံမျိုးဟာတကယ်တော့စာဖို့တမားအင်ကြီးပုံစံဖြစ်နေပါတယ်စာဖို့တမားလေးပေါ့ကွာပြောမယ်ဆိုရင်ကျွန်တော်သူ့ညီရှိသွားပို့မယ့်နေရာတော့ကြော်လိုက်ပါမယ်ကြာနေမှာဆိုတော့ကဲကျွန်တော်တို့ရောက်ပါပြီဒါဆိုရင်တော့သူ့ညီရှိပို့တဲ့စာလေးတစ်ချက်တော့ဖတ်ကြပါပေါ့ဒီစာလေးမှာပါတာတော့ကွာသူပကြီးဆွဲတဲ့ပစ္စည်းတွေတုံးလိုက်တဲ့အတွက်ကြောင့်သူ့ရှိမှာငွေကြေးမရှိတော့အဲ့ခါကျတော့သူ့ညီရှိကငွေလှမ်းတောင်းတဲ့ပုံစံမျိုးလေးပေါ့ကွာပြောမယ်ဆိုရင်သူ့ညီကချမ်းသာတယ်လို့မဟုတ်ပေမဲ့သူ့ကိုအတွက်ဆိုရင်ကွာသူ့ကိုပကြီးဆွဲဖို့အတွက်ဆိုသူကအမြဲတမ်းငွေကြေးထောက်ပံ့ပေးနေလူတယောက်လို့လည်းပြောရမှာပေါ့ကွာစာလေးဖတ်ပြီးတဲ့ချိန်မှာသူ့ကိုကြိုက်တဲ့နေကြပန်းလေးရဲ့နောက်ပြီးသူ့ကိုလိုအပ်မဲ့ပစ္စည်းလေးရဲ့သူသွားပြီးတော့ပေးလိုက်တယ်ပေါ့ကွာတေချာတွေးကြည့်မယ်ဆိုရင်တော့သူပကြီးကားတွေဆွဲခဲ့တဲ့အချိန်တော့သူ့မှာနာမည်လည်းမရှိလို့ငွေကြေးလည်းမရှိဘူးဗျဘာမှမရှိဘူးသူအောင်မြင်သွားတဲ့ချိန်မှာကျတော့သူအသက်မရှိတော့ဘူးဗျ
သူ့ဘဝပြောမယ်ဆိုရင်ကွာအထီးကျန်မှုတွေနဲ့ရှုံးနိမ့်မှုတွေကြားမှာရုန်းကန်ခဲ့ရတဲ့အကြောင်းမသိကြဘူးမလားမသိပါဘူးဒီ quest ပြီးရင်ကွာဒီပကြီးကားချက်ရမယ်ပဲသိကြရမှာလားလူတွေကအဲ့လိုပဲကွာလူတယောက်ရဲ့တန်ဖိုးပြနိုင်မှလားတန်ဖိုးဖြတ်ကြတာမပြနိုင်ဘူးဆိုရင်သူတန်ဖိုးမရှိဘူးပဲထင်ကြတယ်နောက်ဆုံးအနေနဲ့ကတော့ကွာဒီပကြီးကားချက်1883ဆောပိုင်းမှာဆွဲထားတဲ့ပကြီးကားချက်လည်းဖြစ်ပါတယ်နောက်ပြီးကြတော့လေသမားတို့ဘဝကိုလည်းထင်ရစေတဲ့အနေနဲ့ပြသတဲ့ပကြီးကားချက်လည်းပြောရမယ်ပေါ့ကွာအဲ့ခါကျတော့ရမ်းလှပြီးတော့တောက်ပါပါတယ်ရှူစားလိုက်ကြပါဒါပါပဲကျေးဇူးများတင်ပါတယ်ဒီနေ့ quest လေးအကြောင်းပြောပြရရင်လည်း